ဒီကပေါ်ကြလည်းကလိခေါကရောခေါ်လို့ချက်ကြလာတယ်။အိုဒီမှာနော်လေဖိုးပဲရောဆက်လက်ပြီးအစောအဖြစ်တစ်ဆက်ပေးမဲ့သူကတော့နော်လေဖိုးပဲဖြစ်ပါတယ်။